တလူတယောက်ဟာကားတစ်စီးကိုလမ်းပေါ်မှာပြေးလိုက်နေခဲ့တယ်။သူကကားကိုမကြခင်ဖမ်းမိတော့မဲ့အချိန်မှာပဲသူ့မျက်လုံးရှိမှာဘက်ထရီနည်းနေကြောင်းတတိပေးချက်တစ်ခုပေါ်လာခဲ့တယ်။အမှန်တကယ်တော့သူကလူမဟုတ်ပဲရိုဘော့တစ်ယောက်ဖြစ်ပြီးအဲ့ဒီကားအတွင်းမှာသူ့ရဲ့စွမ်းအင်ကိုရှိနေခဲ့တာပဲ။ကားကကြောင်းတစ်ခုတည်းကိုဝင်သွားခဲ့တယ်။သူ့ကိုယ်ကိုပြန်ယူဖို့စိတ်ဆုံးဖြတ်ထားတဲ့ရိုဘော့ကိုလုံခြုံရေးဝန်ထမ်းတယောက်ကမျက်စိထောက်ကတားဆီးလိုက်တယ်။ပြန်ဆုပ်ရင်းနဲ့နေရန်ကျော်ဖို့ကြိုးစားခဲ့ပေမဲ့ထပ်မံဖမ်းပြီးခဲ့ပြန်တယ်။ဒါပေမဲ့ရိုဘော့ကလက်မလျှော့ခဲ့ဘူး။ဘက်ထရီကလွန်နေလာတာကြောင့်အားသွင်းဖို့နီလန်တစ်ခုရှာရမယ်ဆိုတာသိခဲ့တယ်။ကန်ကောင်းစွာနဲ့အနီးမှာလျှက်စီးကားဆိုင်တစ်ခုရှိနေခဲ့တယ်။မန်နေဂျာကသူ့ကိုနှွေးထွေးစွာကြိုးဆိုခဲ့တယ်။ရိုဘော့ကအတွင်းဝင်လိုက်တဲ့အချိန်မှာပဲအားပြည့်နေတဲ့လျှက်စီးကားတစ်စီးကိုမြင်လိုက်တယ်။မနာပဲပြေးသွားခဲ့ပေမဲ့ကားနားကိုရောက်ခါနီးမှာပဲအားကိုမီလဲကျသွားခဲ့တယ်။မန်နေဂျာကသူကကားအောက်ကိုစစ်ဆေးနေတဲ့ထင်းပြီးအရန် professional တွေလိုချီချူးခဲ့တယ်။တုံ့ပြန်မှုမရှိတာကိုမြင်တော့သူ့ကိုကားထဲထည့်ပြီးသူကိုယ်တိုင်မောင်းသူနေရာထိုင်ကကားအကြောင်းရှင်းပြနေခဲ့တယ်။ဒီအချိန်မှာရိုဘော့ကသူ့ရဲ့ charging cable ကိုထုတ်ပြီးကားရဲ့ charging port ထဲကိုတိုက်ရိုက်ချိတ်လိုက်တယ်။လျှက်စစ်စီးလင်လာတာနဲ့သူအားပြန်လဲရလာပြီးအလွန်ပျော်ရွှင်သလိုဖြစ်လာခဲ့တယ်။မန်နေဂျာကတော့သူကကားရဲ့ luxury ကိုသဘောကျနေတယ်ထင်ပြီးဆက်လက်ရှင်းပြနေခဲ့တယ်။ရိုဘော့ကတီးတဆိတ်အားကိုအပြည့်အဝဆွဲယူနေခဲ့ပြီးကားတစ်စီးပြီးတစ်စီးအားကွန်သွားခဲ့တယ်။နောက်ဆုံးမှာတော့သူ့ဘက်ထရီပြည့်ပြီးစိုက်ကနေထွက်ပြေးသွားခဲ့တယ်။ဒီတစ်ခါမှာတော့သူ့ကိုယ်ကိုယူထားတဲ့ကလေးကိုရှာတွေ့ခဲ့တယ်။ကလေးကပြန်ပေးမဲ့အချိန်မှာမိုးရွာလာခဲ့တယ်။ရိုဘော့ကရေမခံနိုင်တာကြောင့်ချစ်ချင်းမိတ်ပြက်ကွက်သွားခဲ့တယ်။ကလေးကလာကြည့်ပြီးသူ့အမှန်တရားကိုသိလိုက်တယ်။ရိုဘော့ရဲ့အားကြီးမှုကိုမြင်ပြီးကလေးကစိတ်ပြောင်းသွားခဲ့တယ်။နေ့နဲ့ Tech Festival ကိုသူနဲ့အတူသွားပေးမှသာကိုပြန်ပေးမယ်လို့ပြောခဲ့တယ်။ပွဲရောက်တဲ့အခါရိုဘော့ကိုစမ်းသပ်ကြတယ်။တယောက်ရဲ့ဖခင်က basketball 3-point shot လုပ်ပြီး certificate ထုတ်ပြခဲ့တယ်။ရိုဘော့ကဘောလုံးတွေကိုတန်းစီပြီးပစ်လိုက်ရမှာအားလုံးမဲ့ဂိုးတွေကိုဝင်သွားခဲ့တယ်။ကလေးတွေကအားကြလိုက်လဲဆိုဟာထိုးခဲ့ကြတယ်။နောက်ထပ်ပြိုင်ပွဲတွေမှာလည်းကလေးကိုအောင်မြင်အောင်ကူညီပေးခဲ့တယ်။ဒါပေမဲ့ Flying Device ပြိုင်ပွဲမှာကလေးရဲ့ဆက်ပြတ်သွားခဲ့တယ်။မနေ့ကတော့အလုံးလုံးနေခဲ့တာပဲ။ရိုဘော့ကိုဖြိုးချင်ခဲ့ပေမဲ့သူမမြင်ဘူးတဲ့အရာကိုလိမ်မဖြိုးနိုင်ခဲ့ဘူး။ကလေးကစိတ်မကောင်းဖြစ်ပြီးထွက်ပြေးသွားခဲ့တယ်။ပင်လေခန်းဆန်မှာသူတယောက်တည်းပြင်ဆင်နေရင်ဆက်ကပင်လေထဲကျသွားခဲ့တယ်။သူပြန်ယူဖို့ကြိုးစားခဲ့ပေမဲ့ရေကူးမတက်ခဲ့ဘူး။အဲ့ဒီအချိန်မှာ robot ရောက်လာခဲ့တယ်။ safety system ကတတိပေးခဲ့ပေမဲ့ safety chip ကိုဖြတ်ပြီးကလေးကိုကယ်တင်ခဲ့တယ်။ထွန်းအောင် short circuit ဖြစ်သွားခဲ့တယ်။အခုသူကအနာဂတ်ကိုချက်ချင်းပြန်ရမယ်။ကလေးကမလိုလားပေမဲ့ chip ကိုပြန်ထည့်ပေးခဲ့တယ်။ robot က2050 lab တဲကိုပြန်ရောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာသူတီးတာကသူ့ကိုဖန်တီးသူကအဲ့ဒီကလေးပဲထိနေခဲ့တာပဲ